တခါတည်းလူရဲ့စိတ်ဟာစိတ်ကောင်းနှလုံးကောင်းဆိုတာဖြစ်လာတယ်တွေ့သားပေါ်မှာငဲ့ညတဲ့စိတ်မေတ္တာထားတဲ့စိတ်အကျိုးစီးပွားကိုလိုလားတဲ့စိတ်ဆိုတဲ့ဖြူစင်တဲ့စိတ်ဓာတ်လေးတွေတခါတည်းတစ်ဖက်သားကိုကူညီခြင်းတဲ့စိတ်တွေအဲ့ဒီလိုစိတ်ကောင်းနှလုံးကောင်းလေးတွေဝင်လာပြီဆိုလို့ရှိရင်အဲ့ဒီစိတ်ကောင်းနှလုံးကောင်းနဲ့ပြောလိုက်တဲ့စကားလှုပ်လိုက်တဲ့အလုပ်ချတော့ထို့သောပြုလုပ်မှုကြောင့်ပြောဆိုမှုကြောင့်နောက်ကတတိကြီးစိတ်ချမ်းမြေ့ဖွယ်ရာတွေပဲဖြစ်ပေါ်လာတယ်ကိုလှုပ်လိုက်တဲ့အလုပ်လေးတစ်ခုကြောင့်စိတ်ချမ်းမြေ့ဖွယ်ရာဖြစ်လာဥပမာတစ်ခုပဲစိတ်ကောင်းနှလုံးကောင်းလေးရှိလို့ကုသိုလ်ကောင်းမှုလေးလှုပ်လိုက်တယ်လူတစ်ယောက်ကိုကူညီလိုက်တယ်ကူညီလိုက်လို့ဟိုတစ်ဖက်သားကကျေးဇူးတွေတင်ပြီးအချင်းချင်းမေတ္တာသက်ဝင်ပြီးတော့နောက်ဆုံးမှာဒီစိတ်ချမ်းသာဝေရတွေကဆင်ငယ်ဖြစ်လာကုသိုလ်ကောင်းမှုပြုလိုက်တယ်စိတ်ကောင်းနှလုံးကောင်းလေးဝင်လို့မြတ်စွာဘုရားကိုရှိခိုးလိုက်တယ်ပန်းရည်ချမ်းစီပြီးပန်းတို့ဖြင့်ပူဇော်လိုက်တယ်ဆိုတဲ့အခါဒီကုသိုလ်ရဲ့စွမ်းနဲ့တန်မြာထဲမှာကောင်းတဲ့ဂတိဘုံတွေရောက်သွားကြတယ်ဆိုတာလည်းရှိတယ်